မင်္ဂလာပါ မင်္ဂလာပါခေါ်ဒီမှာကြည့်ပါဦး အကြိုက်ဆုံးစားတာပေးနာသူရောက်နေပါတယ် အခုစတဲ့နေ့ယောက်ကမက်ခရိုခွဲကြံဆိုင်မှာဈေးလာဝယ်ရပါ shopping day ဒီနေ့ဒီမှာ Time Pass Selection 2026ပွဲရှိနေပါတယ်ဒီနေ့ပဲမဟုတ်ဘူးเนาะသူကမေလ22ကနေပြီးတော့ဇွန်4ရက်နေ့ထိရှိမှာအဲ့လို Time product တွေကွာ Time စားသက်ကုန်လူသုံးကုန်အမျိုးအစား100ဝန်းကျင်ကို 30% ထိအဲ့လို discount promotion တွေ discount price တွေနဲ့ရောင်းချပေးနေမှာဆိုတော့ဒီနေ့ဝယ်မယ်ချက်မယ်ပြီးစားမယ် နော်အဲ့တော့ Time စားလေးဆက်စားကြပါမယ် ဟုတ်ကဲ့ပါအဲ့ဆိုရင်ဝယ်လိုက်ပါဦးမယ် ဝယ်လိုက်ပါဦးမယ် Time Trade Center ရန်ကုန် DITB နဲ့ Macro မြန်မာတို့အတူပူးပေါင်းပြီးတော့ကျင်းပပြုလုပ်တဲ့ဒီပွဲကိုမေလ22ရက်နေ့ကနေဇွန်လ4ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။တွေ့ရတဲ့အတိုင်းပဲလူသုံးကုန်ပစ္စည်းတွေမိဖို့ကြောင့်သုံးပစ္စည်းတွေတစ်သီးဝလံတွေအစားအစာတွေအများကြီးရောင်းချပေးနေအောင်တွေ့ခဲ့ရပါတယ်။အဲ့တော့အိမ်အတွက်လိုအပ်တဲ့ပစ္စည်းအများကြီးဝင်လာခဲ့ပါတယ်ရှင်။အခုလိုမျိုးမုတ်တွေလည်းရှိရဲ။နောက်ပြီးတော့ထိုင်းအစားအစာတွေကိုလေတေချာချက်ပြုတ်ပြီးတော့ရောင်းချပေးနေတဲ့အခုလိုမျိုးဆိုင်တွေလည်းရှိပါတယ်ဆိုတော့လည်းဝယ်စားခဲ့ပါတယ်အိမ်မှာကိုယ်တိုင်လည်းထိုင်းအစားအစာတွေချက်ချင်စိတ်ဖြစ်လာတာနဲ့လိုအပ်တဲ့အသီးနှံတွေနဲ့အသားငါးတွေဝယ်ခဲ့ပါသေးရဲ့ရှင်အဲ့တော့နှစ်ယောက်သား Time Pass Selection 2026ပွဲရနေပြီးတော့ Time ပစ္စည်းဝယ်လာပါတယ်အိမ်ရောက်လို့ရှိရင် Time စားတာပြန်ဆက်မှာပါဆက်စားမယ်ဆိုတော့ရှင်းလိုက်ပါဦးမယ်ရှင်းလိုက်ပါဦးမယ်အိမ်ရောက်တော့မစားတော့မယ်ဗျာမနေ့ကတော့ Macro မှာဈေးသွားဝယ်ရင်းနဲ့အဲ Time Pass Selection 2026ပွဲရနေပြီးတော့တွေ့ရတိုင်းပဲ Time Product တွေဆိုတော့ဝယ်လာတယ်အဲ့တော့ဝယ်လာတဲ့ပစ္စည်းတွေသုံးပြီးတော့ဒီနေ့ Time အစားအစာ3မျိုးချက်စားမှာဖြစ်ပါတယ်။ဘာတွေချက်စားပြမလဲဆိုတာကိုသိအောင်ဆက်ပြီးတော့ကြည့်ပြပါအောင်ရှင်။ပထမအဆုံးချက်မှာတော့ Time အစားအစာတွေထဲမှာနာမည်ကြီးတဲ့ဖက်ကပောင်းဖြစ်ပါတယ်။အတူတွဲစားဖို့ကြက်ဥလေးအရင်ကြော်ပါမယ်ရှင်။ကျုပ်ကြော်ပြီးသွားရင်တော့စက်သွန်ဖြူနဲ့ငြိုသီးစိမ်းထောင်းထားတာလေးကိုထည့်ပြီးတော့စီသက်ပေးမယ်။ပြီးရင်တော့ကြက်သားကြိတ်သားလေးထည့်ပါမယ်။အသားရဲ့အရသာနဲ့အနံ့အတွက်ပဲငပြားကြီးအနောက်ပဲငပြားကြီးအကြီးမနေ့ကဝယ်လာတဲ့ QC လေးထည့်ပါတယ်။တခြားလေးနည်းနည်းလေးထည့်ပါမယ်ရှင်။တသားလေးကအရေးလေးတွေခန်းသွားတဲ့အထိတေချာလေးချက်ပေးလိုက်မယ်။ပြီးသွားရင်စားလေးနည်းနည်းထည့်မယ်။ငြိုသီးခွဲထားလေးထည့်ပါမယ်။ပြီးသွားရင်တော့ဒီဟင်းပွဲအတွက်အရေးကြီးဆုံးဖြစ်တဲ့ထိုင်းပင်စိမ်းလေးထည့်ပါမယ်။ဒီထိုင်းပင်စိမ်းလေးကိုလည်းမနေ့ကပဲမက်ခရိုကနေဝယ်လာခဲ့တာဖြစ်ပါတယ်ရှင်။ထိုင်းပင်စိမ်းလေးထည့်လိုက်တဲ့အခါကျတော့မှဖက်ကပောင်းဟင်းလေးကအနံ့အရသာအကုန်လုံးပြည့်စုံသွားပါတယ်။တစ်မျိုးရသွားပါပြီ။နောက်ထပ်တစ်ခုအနေနဲ့အချိုပွဲလေးလည်းပါတာဖြစ်လို့အရင်ဦးဆုံးကောင်းချင်းဆန်လေးကိုချက်ပါမယ်။နောက်တစ်ဆင့်အနေနဲ့အုံတို့ရဲ့တကြားတစွန်းရဲ့စားလေးနည်းနည်းရဲ့ထည့်ပြီးတော့တကြားတွေပျော်သွားတဲ့အထိတေချာလေးတည်ပေးလိုက်မယ်။ကောင်းချင်းလေးနဲ့ချက်သွားပြီဆိုလို့ရှိရင်တော့ခုနကကြိုးထားတဲ့အုံတို့လေးကိုကောင်းချင်းနဲ့ထည့်မယ်။ပြီးအားလုံးနှံ့ဆက်သွားအောင်တေချာလေးမှွေမယ်။နောက်ပြီးတော့အနံ့အရသာတွေဝင်သွားအောင်လို့အဖုံးလေးအုပ်ပြီးနှက်ထားလိုက်ပါမယ်။ဒါကတော့ဒူရီအုံနို sauce လေးလုပ်ဖို့အတွက်အုံနိုတပူတကြားနှစ်စွန်းစားလေးနည်းနည်းထည့်မယ်။တကြားတွေရေပြော်သွားပြီဆိုလို့ရှိရင်နည်းနည်းလေးပြစ်သွားအောင်လို့ကော်မုတ်လေးရေဖြော်ပြီးထည့်လိုက်ပါမယ်။နောက်ပြီးတော့ဒူရင်ဒီအသားနှွင်နာလေးပါထည့်လိုက်ပါတယ်။အခုလိုမျိုးခက်ပြစ်အနေထားလေးရသွားပြီဆိုရင်တော့ဒူရင်အုံနို sauce လေးရသွားပါပြီရှင်။ဒီတစ်ခါတော့ Time ပင်လယ်စာတုံရမ်းဟင်းလေးချက်ပါမယ်။စီလေးထည့်ပြီးတော့ပစုံကောင်းလေးတွေစီသက်မယ်။ရေထည့်မယ်ပြီးွားရင်ပွက်ဆူလာတဲ့အထိတည်ပေးလိုက်ပါမယ်။အခုလိုဟင်းရည်လေးလည်းနောက်သွားပြီဆိုလို့ရှိရင်တော့ပစုံကောင်းလေးကိုပြန်ပြီးတော့ဆဲလိုက်ပါမယ်။ဒါကတော့ကျိုးပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေပါဟင်းရည်ပွက်ဆူတွေကိုပတဲကောနဲ့စပလင်ပြီးတော့ရှောက်ဘလူးရက်လေးထည့်ပါမယ်။အနံလေးမွေးလာအောင်လို့အဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်ရှင်။နောက်တစ်ဆင့်အနေနဲ့တုံရမ်းနှစ်လေးထည့်ပါမယ်။တုံရမ်းနှစ်လေးကလည်းမနေ့ကဝယ်လာတာဖြစ်ပါတယ်။ပြီးတော့ရင်တော့မှုထည့်မယ်ကြက်သွန်နီလေးစိတ်ခွဲထားလေးထည့်ပါမယ်အရသာအတွက်ကိုလည်းမင်းရဝယ်လာတဲ့ဟင်းခမ်းမုံလေးသုံးမယ်ပြီးတော့စားလေးနည်းနည်းထည့်မယ်ငါးငါးပြားလေးလည်းထည့်ပါမယ်အရသာလေးအစင်းစင်းဖြစ်သွားပြီဆိုရင်ခရမ်းကျင်လေးစိတ်ခွဲထားလေးထည့်မယ်ပင်လယ်စာအနေနဲ့ပဇွန်ရဲ့ပြည်ကြီးငါးရဲ့ငါးလေးရဲ့ထည့်ပြီးသုံးပါမယ်ပင်လယ်စာလေးတွေကျက်သွားပြီဆိုလို့ရှိရင်အုံတို့လေးတပူးဖောက်ထည့်မယ်ပြီးတော့ငြုတ်သီးနဲ့ရှမ်းနံနံလေးအုပ်လိုက်ပါမယ်အားလုံးအစင်းသင်းဖြစ်သွားပြီဆိုရင်မိဖို့မိပိတ်ပြီးတော့တံမြာရည်လေးညှစ်လိုက်ပါမယ်ဒါဆိုရင်တော့ထိုင်းပင်လယ်စာတုံရမ်းဟင်းလေးရသွားပါပြီရှင်ဟောဒီမှာဒါကအချိုပွဲနောက်ဆုံးမှစားမှာဒူရင်အုံတို့ကောင်းညင်းလေးပါနောက်ပြီးတော့ဆိုလက်ကြိုက်ပင်လယ်စာတုံရမ်းဟင်းကြီးနောက်ပြီးတော့ဒါလေးကတော့ဖက်ကဖောင်းမှာအနံဝှေးနာပဲစက်သားဖက်ကဖောင်းကဲအဲ့တော့
စားပါတော့မယ်အားလုံးပဲစားကြပါအောင်ရှင်ရှယ်ချက်ထားတာနော်ရှင်မေလ22ရက်နေ့ကနေပြီးတော့ဇွန်လ4ရက်နေ့အထိမက်ခရိုမြန်မာခဝဲချန်အင်းစိန်နဲ့မက်ခရိုမြန်မာဆက်ဆန် branch တွေမှာပြုလုပ်ပြီးသွားမယ် Thai Best Selection 2026ပွဲမှာဆိုလို့ရှိရင်ရောင်းချပေးသွားမယ်ထိုင်းထုတ်ကုန်တွေအနေနဲ့အစားအစာအပြည့်ရမကမိဖို့ကြောင့်သုံးပစ္စည်းအိမ်သုံးပစ္စည်းနဲ့လူသုံးကုန်ပစ္စည်းအမျိုးပေါင်း100ဝန်းကျင်ပါဝင်သွားမှာပါပြီးတော့ပွဲအတွင်းမှာထိုင်းထုတ်ကုန်ပစ္စည်းတွေကို30ရာခိုင်နှုန်းအထိရှော့စည်းနဲ့ဝယ်ယူနိုင်မယ့်အပြင်9000ကျပ်တဲ့အထက်ဝယ်ယူသူတိုင်းအတွက် Macro Shopping Voucher Thai Select စားသောက်ဆိုင်တွေရဲ့ gift voucher တွေကိုကန်ဆယ်နိုင်မှာဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားကြအစီအစဉ်တွေအများကြီးပါဝင်တဲ့ပွဲကိုအားလုံးသိအောင်ဆုလက်တို့ share လုပ်ပေးလိုက်ပါတယ်ဒီတစ်ခါတော့2ယောက်သာအချိုးဝဲစားမှာဖြစ်ပါတယ်ဆုလက်ကိုယ်တိုင်လုပ်ထားတဲ့ဒူရင်ကောင်းချင်းအုံလို့ဆန်းလေးကတကယ်ကိုရတာရှိပါတယ်အားလုံးလည်းကြွေးချင်ပါတယ်ရှင်အဲ့တော့ဒီနေ့ဆုလက်တို့ချက်စားရေးကြည့်ပြီးတော့အားလုံးလည်းတည်ယူသွားမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ထိုင်းစားစာတွေချက်စားဖို့အစီအစဉ်ရှိရဆိုလို့ရှိရင်တော့ဆုလက်တို့သွားခဲ့တဲ့ Thai Best Selection 2026ပွဲကိုအမြန်သွားဖို့အားလုံးတိုက်တွန်းပါတယ်ရှင်ဗီဒီယိုလေးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာအားလုံးနဲ့ပြန်ဆုံတွေ့ပါမယ်နော်